Hello 私နဲ့တူတူအန်ဒရီဆိုမတုံမဲ့ကောယူလေးလာတာဆိုရင်နောက်ဆုံးခန်းလေးဖြစ်တဲ့ဓာတ်ရိုတော့ကုရှုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ပြီးတော့မှနောက်ထပ်၄ရက်ကျန်ပါတော့တယ်ဒီနေ့ကကြတော့ဖူဆုကမဲ2ရက်မြောက်နေ့ဖြစ်ပါတယ်ချန်တိုကမ်ပါတင်မာစ်ဒီချာလေးစူးစမ်းနေပါတယ်တဲ့じゃあ皆さんもちゃんと頑張ってると思います私もちゃんと頑張ってます今日勉強するのはじゃああれဆိုရင်形が似てる言葉ပေါ့နော်အတန်ထွက်စင်တူတယ်အတန်ထွက်ပုံစံစင်တူတဲ့ဖူကူရှိလေးတွေကိုဖူကူရှိကိုလေ့လာမှာပဲဖြစ်ပါတယ်ဒီမှာမတူတာကကြတော့ ribbon လေးတွေပေးနေရမှာဒီကဖူကူရှိကိုပေးနေရမှာသုံးလဲဆိုပြီးတော့ ribbon လေးတွေကိုပါခါတဲ့ဖတ်ပြသွားမှာပဲဖြစ်ပါတယ်じゃあ勉強しましょううっかりうっかりうっかりအမှတ်တမဲ့ပါအမှတ်တမဲ့ဟုတ်ပြီအမှတ်တမဲ့ဆို ribbon လေးကိုကြည့်ကြည့်အောင်ပါရှုကူတိုင်းကိုうっかり忘れるရှုကူတိုင်းကိုうっかり忘れるအိမ်စာကိုအမှတ်တမဲ့မေ့သွားခဲ့တယ်အိမ်စာအမှတ်တမဲ့မေ့သွားခဲ့တယ်ပေါ့နော်ဆိုအဓိပ္ပာယ်ပါうっかりအမှတ်တမဲ့လုံးဝကိုအကုန်အစင်လုံးဝสุกาリสุกาリสุกาリ忘れるสุกาリ忘れるလုံးဝကိုမေ့တာပေါ့နော်ပြီးရင်ဂတ်ကာリဂတ်ကာリစိတ်တက်ကြသည်ဆိုဘယ်ညမှာသုံးလဲရှိကန်နေအိုချီတဲ့ဂတ်ကာリするရှိကန်နေအိုချီတဲ့ဂတ်ကာリするစာမွေးမှာကြာသွားတာစိတ်ပျက်စရာပဲပေါ့နော်စိတ်တက်ကြတယ်ဆိုပြီးအဓိပ္ပာယ်ပါဂတ်ကာリစိတ်တက်ကြသည်နောက်တစ်ခုရှိကာリရှိကာリကတေချာချာတတလက်လက်ကိုပြောတာပါတေတေချာချာတတလက်လက်ရှိကာリရှိကာリရှိတော့ရှိကာリရှိတော့တတလက်လက်လှဆန်းတေချာလှဆန်းဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုสุขิริสุขิริကတန်တန်ပြန်ပြန်လန်းလန်းဆန်းဆန်းကိုပြောချင်တာပါสุขิริတန်တန်ပြန်ပြန်လန်းလန်းဆန်းဆန်း기분가すっきりする기분가すっきりするစိတ်ကလုံးဝကို fresh ဖြစ်နေရလန်းဆန်းနေရဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုစပ်ပါရီစပ်ပါရီလုံးဝဆိုတဲ့အဓိပ္ပာယ်ပါสุကာရီစပ်ပါရီလုံးဝတူတူပါပဲこの問題はさっぱりわからないこの問題はさっぱりわからないဒီမေးခွန်းကိုလုံးဝကိုနားမလည်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုဂူဆူရီဂူဆူရီကနှစ်ချိုက်ချိုက်ကိုပြောတာပါဂူဆူရီနေမှုလို့ဂူဆူရီနေမှုလို့နှစ်ချိုက်ချိုက်ကိုအိပ်ပြောတာနောက်တစ်ခုနီကိုရီနီကိုရီသူ့ကိုဒီအဖိုးလေးဘက်မှာတော့ပြီးခဲ့တယ်နီကို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 ဆိုတာကပြုံးစီကိုပြောတာပေါ့နော်အဲ့ဒါကိုနောက်တစ်မျိုးနီကိုရီနီကိုရီပြုံးစီလို့ပြောလို့ရပါတယ်ပေါ့နော်နီကိုရီဝါရဦးနီကိုရီဝါရဦးပေါ့နော်ပြုံးစီနဲ့ရည်နေလောက်နေတယ်ပေါ့နော်ပြုံးစီပုံစံလောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုယာပါရီယာပါရီသူ့ကိုနောက်တစ်မျိုးယာဟာရီလို့လည်းခေါ်ပါတယ်ယာဟာရီယာပါရီဆိုတာထင်တဲ့အတိုင်းယာပါရီအမိုတာတိုရီဒါယာပါရီအမိုတာတိုရီဒါငါထင်ထားတဲ့အတိုင်းပဲငါထင်ထားတဲ့အတိုင်းပဲဆိုတဲ့အဓိပ္ပာယ်ပါနော်ယာပါရီယာဟာရီနောက်တစ်ခုဆိုကူရီဆိုကူရီကချွတ်ဆွတ်တူတာကိုပြောတာပါあの親子はそっくりだあの親子はそっくりだဟိုသားမီးရပေါ့နော်ပုံစံဟိုမိဘနဲ့ကလေးလို့ပြောချင်တာပေါ့နော်အဲ့သူတို့ရဲ့သားမီးသူတို့သားအဖကလုံးဝကိုချွတ်ဆွတ်တူတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ကမိဘနဲ့ကလေးကလုံးဝကိုချွတ်ဆွတ်တူတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုဟာခီရီပြတ်သားတာရှင်းလင်းကိုပြောတာပါဒါလေးကလည်း L4 level လောက်ကနေသိပြီးသားပါယာမကဟာခီရီမြင်ရလို့တောင်ကိုရှင်းလင်းပြတ်သားမြင်ရတယ်ပြီးရင်နောက်တစ်ခုနုံးပီလီအေးအေးဆေးဆေးကိုပြောတာပါနုံးပီလီစုကိုစုဒီရက်ဒီမှာအေးဆေးဆေးပဲဖြတ်တန်းလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုခစ်ချင်းတိုဒါမှမဟုတ်ရင်ချန်တိုတတိချာချာတတရရက်ကိုပြောတာပါချန်တိုကမ္ဘာထဲမှာတတိချာချာလေ့လာနေတဲ့ခစ်ချင်းတိုဘယ်နေရာမှာသုံးမလဲရိုးဖူကိုခစ်ချင်းတိုတတ်မှုရိုးဖူကိုခစ်ချင်းတိုတတ်မှုဒီဝတ်စုံကိုပေါ့နော်ဒီအနောက်တိုင်းဝတ်စုံပေါ့ဟိုတတိချာချာလေးခောက်တယ်ဖူတိုဆိုတာခနဲ့ကိုပြောချင်တာပါဖူတိုအမိုးဒါဆိုဖြတ်ခနဲ့သတိရမိလိုက်တယ်ပေါ့နော်ဝါစာတိုဆိုတာတမင်တ
တမင်တကာဆိုတာကဝါစားတော့မှာခဲ့လို့တမင်တကာကိုရှုံးပေးလိုက်တာဟုတ်တော့ဆိုတာကစိတ်အေးရတယ်ပြောတာပါစိတ်အေးရခြင်းပေါ့နော်母の病気が治ってほっとした母の病気が治ってほっとしたအမေရဲ့ယောဂကပျောက်ကင်းသွားတဲ့အတွက်ကြောင့်စိတ်အေးခဲ့ရပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုจิตစိတ်စိုက်ကြည့်ခြင်းကိုပြောတာပါစိုက်ကြည့်ခြင်းจิต見るစိုက်ကြည့်တယ်ဇတ်တိုဆိုတာကအပေါ်ယံအကြံပြင်းကိုပြောတာပါဇတ်တိုဘာလဲဆိုရင်စိုးကြည့်စုလူဇတ်တိုစိုးကြည့်စုလူအပေါ်ယံတော့ပဲတန်ရှင်းကိုလှုပ်သွားတယ်အကြံပြင်းပဲတန်ရှင်းလှုပ်ပါအဓိပ္ပာယ်ပါဆုတ်တိုဆိုတာကတိတ်တိတ်လေးမသိမသာဆုတ်တိုจิกาสุกุတိတ်တိတ်လေးဝင်လာတယ်ပေါ့နော်မသိမသာလေးဝင်လာတယ်နီးကပ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်じゃあ今日も良い一日をまたビデオに会いましょうね